အားလုံးဆုံးလို့နေကြတဲ့ KOF စကင်တွေပြန်လဲရောက်ရှိလို့လာပြီပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်မှရှိတဲ့ Diamond 6ကျော်နဲ့ KOF စကင်တွေကိုကျွန်တော်လက်တွေ့ဖုံးပြပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့ KOF စကင်တကောင်ရောက်အတွက် Diamond ဘလောက်တော့ကုန်သွားမလဲဆိုတာသိချင်တယ်ဆိုရင်တော့ video လေးကိုအဆုံးထိကြည့်ရှုခန်းစားပေးကြပါဦးခင်ဗျာမြင်တဲ့အတိုင်းပဲကျွန်တော်တို့က bingo တန်းမှာပါ bingo တန်းမှာဖြစ်တော့ကျွန်တော်ဈေးတော်ကြီးတဲ့စကင်လဲဖြစ်ပါတယ်ခင်ဗျာဆိုတော့စကင်ကတော့6ကောင်လုံးပြန်လာတယ်ပေါ့နော်စကင်6ကောင်အပြင်ချဘာတွေပါသေးလဲဆိုတော့ချက် show ရမယ်ဆိုရင်တော့ဖြင့်ရော့မြင်တဲ့အတိုင်းပဲ KOF 6ကောင်ပါမယ်ပြီးပြီဆိုရင်ကျွန်တော်တို့lucky box စကင်တွေပါမယ်ခင်ဗျာ okay lucky box စကင်တွေပါမယ်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီဘက်မှာ live bone တွေပါမယ်ပြီးတော့ blessing dragon tamer ပြီးတော့ epic စကင်တွေပါမယ် okay ပြီးပြီဆိုရင်ကျွန်တော်တို့special စကင်တွေ elite စကင်တွေပြီးတော့ကျွန်တော်တို့ဒီတိုင်း emote တွေပါရရတယ်အကုန်ပါပဲပေါ့နော်ဆိုတော့စကားတွေအများကြီးမပြောတော့ကောင်းဘူးတန်းပြီးလဲလိုက်တော့တန်းပြီးလဲလိုက်ကြတော့ကျွန်တော်စီမှာမရှိတာကဒီဘောအကောင်မရှိဘူးပေါ့နော်ကျန်တဲ့ကောင်အကုန်ရှိတယ်ကျွန်တော်စီမှာကျန်တဲ့ KOF အကုန်ရှိတယ်ဒီဘောတကောင်ပဲမရှိတော့တာဆိုတော့အဲ့တကောင်ပဲကျွန်တော်အရယူရမယ်ပေါ့နော်ဆိုတော့ဘင်ကိုတန်းမှာဖြစ်တဲ့ကြောင့်နည်းနည်းလေးတော့ကျွန်တော်ကြောက်မိတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဘင်ကိုတန်းတာကန်ဆိုးတယ်ဆိုရင်ဒိုင်းမွန်းကအများကြီးကုန်တာဗျဆိုတော့ကြောင့်ကဲဘလောက်ကန်ဆိုးမလဲဆိုတာခေါင်းညွှန်ကြည့်လိုက်ကြဆိုစကားတွေမများကြီးမပြောတော့ကျွန်တော်စပြီးလဲလိုက်တော့မယ်ခေါင်းညွှန်စချင်းကျွန်တော်တန်ဒရောကို1500ကျော်နဲ့လဲရမှာပဲဖြစ်ပါတယ်ဆိုတော့ let's go ခေါင်းညွှန်တန်ဒရောစပြီးတုံးလိုက်ကြဆိုရောဒီတန်ဒရောဒါကြီးရင်ကုန်ကြတော့မရှိဘူးဟောလိုက်ဘုံပေါက်တာလိုက်ဘုံပေါက်သွားတာလိုက်ဘုံခေါင်းညွှန်မြင်လိုက်လိုက်ဘုံတစ်ကောင်ပေါက်သွားတာ oh my god epic second တော့မဟုတ်ဘူးနော် epic တဲ့ဆင်းမြင်သွားပြီလိုက်ဘုံတစ်ကောင်ပေါက်သွားတယ် okay ပြီးပြီဆိုရင်ကျွန်တော် bingo က1 2 3ဆိုတော့3နေရာလေးမှာတန်းနေပေါ့နော်3ဆိုတော့ဘလို့တန်းတော့ရပြီဘလို့တန်းတော့ရပြီဆိုတဲ့ကြောင့်မလို့နောက်တစ်ခါကန်ကောင်းမှတော့ဖြစ်မယ်ကျွန်တော်တို့နောက်ထပ်တစ်ခါကြော့တန်ဒရိုကို2025 oh my god ဒိုင်းမွန်တွေအများကြီးပါလား let's go yeah oh yes အောင်မျိုးဒီလိုမျိုးတန်းလိုက်ရုံပဲဒီလိုမျိုးလေးတန်းလိုက်ရုံပဲဒီလိုမျိုးလေးကျွန်တော်တီဒီလိုမျိုးလေးတန်းလိုက်ရုံပဲ okay ဆိုတော့ဒီဘက်ဒီလိုမျိုးတွေနိုးတော့ဒီလိုမျိုးတွေနိုးတော့ဒါမျိုးတန်းလိုက်ရပြီနော်အေးငါ့ကိုကန်အများကြီးစိုးအောင်တော့မလုပ်နဲ့ချပါပေါက်သေးလေဇီလောင်အပစ်ပေါက်တယ်ဒါပဲ okay ကွန်ဖန် okay ဆိုတော့မကောင်းညွေ1585 3ချိန်ပဲလက်တန်းပေါက်ကွာ3ချိန်လဲတန်းပေါက် AC လေးပဲဟဲပေးလိုက်မယ်3ချိန်လဲတန်းပေါက်ချိုးလိုက်3ချိန်လဲတန်းပေါက်ပေါက်လိုက်တော့မဟုတ်တော့ဘူးလို့ခေါင်းကြီးတို့ရဘာမှမဆိုင်ဘူးဟိုဘက်မှာအဝေးပဲမမိုင်တော့ချားတယ်ဟိုဘက်မှာအယောရဲ့ကွာဒီလိုမျိုးတန်းလေးပေါက်တော့ဒီလိုမျိုးလေးပေါက်တော့မယ်လို့ထင်တာပေါ့ကွာမဟုတ်တော့ဘူးကွာမင်းတို့ကမဟုတ်တော့ဘူးကွာရောင်းနေတော့စိတ်ညစ်လာပြီကွာဒိုင်းမကဖိုးကုန်သွားပြီချင်းမဟုတ်တော့မင်းတို့ကဆဲတော့မယ်ငါကျွန်တော်ဟာနာဘီစကင်တော့ဖောက်တယ်ပေါ့နော်ဟဲ့ဟာနာဘီစကင်ကဘာမှလုပ်လို့မရဘူးကွာစိတ်ရဲတာကျွန်တော်နောက်ထပ်1800ထပ်တော့မှာပဲဖြစ်ပါတယ်ဒိုင်းမ9000လောက်ကတော့ကျွတ်သွားပြီโอเคဒါလေးကိုတန်းလိုက်တော့ကွာကျွန်တော်ရောလိုက်ဘုံလုံးတစ်ပုံထပ်ပေါ်တာကျွန်တော်ခဏလေးအေးအောင်နေရေဟာမရှိတာတကောင်လေးပဲမရှိတာအလိုဒီလိုမျိုးတန်းလိုက်ရတယ်ဒီလိုမျိုးတန်းလိုက်ရတယ်အလဲမှာဟုတ်ဘက်ကိုသွားထွင်ငါစိတ်ရတာကွာနောက်တစ်ခါဒီနေရာကိုသွားကြရင်ငါအောင်ကျတိုင်းဝင်နေအများကြီးကုန်နေပြီလို့မဟုတ်တော့ဘူးလို့ငါတကယ်စိတ်ညစ်နေဂိမ်းထဖြတ်ခွာလိုက်တော့မှနော်ပုံမှန်အဖြစ်ဆိုကျွန်တော်ကတင်းနေရတော့ပါဘူးဗျာစောက်ရေးမပါတာကြည့်ဦးဒိုင်းမုံကရောရေးနောက်နဲ့1500ကျော်နောက်ဒိုင်းမုံ1500ကျော်73မှာပဲဖြစ်ပါတယ်73မှာပဲဖြစ်ပါတယ်ဟွာဒိုင်းမုံနဲ့နှမျိုးတာကွာဒိုင်းမုံနဲ့နှမျိုးတာကျိုးကျွန်တော်မှမရှိလို့လားဖောက်ရတာဒီတခါတော့ပေါက်လိုက်ရောကွာနော်ဒီမှာတန်းလို့ရတယ်ဘလို့နေတန်းလို့ရဒီလိုတန်းကျင်လား